ဓာတ်ဆက်ရှိပါကိုမြတ်စွာဘုရားအခုလိုခေါ်တာဟာကြည့်လိုက်တဲ့အခါမှာခဏတင်ညာလို့တမှုခခဏစုထားသည့်အတွက်ကြောင့်ပုဂ္ဂိုလ်တတ္တဝါအနေထားမျိုးကြီးဖြစ်သွားတယ်ဒါတွေကပုဂ္ဂိုလ်တ attva တွေမဟုတ်ဘူးသူဆိုင်ရာအကြောင်းတွေနဲ့ဒီလိုဖြစ်ရတာအကြောင်းနဲ့အကျိုးနှစ်ခုတွဲပြီးတော့ဟောသွားတာဒီနေရာမှာစက္ခုနဲ့ရူပကအကြောင်းစက္ခုဝိညာဏကအကျိုးဒီလိုယူရမှာပေါ့နော်အဲ့တော့ဗာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်လို့ရှိရင်စက္ခုဓာတုဆိုတာစီမျက်နှာဖြင့်နဲ့တူတယ်ရူပဓာတုကစီတီးတဲ့ဒုံနဲ့တူတယ်စီမျက်နှာဖြင့်မောဒုံနဲ့ရိုက်လိုက်တဲ့အခါကျစီတံပေါ်လာအဲ့ဒီပေါ်လာတဲ့စီတံနဲ့စက္ခုဝိညာဉ်စိတ်နဲ့တူတယ်လို့ဒီလိုဥပမာနဲ့နားလည်ရမှာပေါ့နော်အဲ့တော့ဒီယုံနှစ်ခုထိခိုက်မှုကြောင့်မို့လို့စက္ခုရူပနှစ်ခုထိခိုက်မှုကြောင့်စက္ခုဝိညာဉ်စိတ်ဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားထိုသုတ်တန်နေမှာဟောထားတာစက္ခုံစပဋိစ္စရူပေစ္စဥပ္ပစ္စတိစက္ခုဝိညာဏဆိုပြီးဒီလိုဟောတာလေစက္ခုပဒါရနဲ့ရူပယုံဒီနှစ်ခုကိုဆွဲပြုပြီးတော့စက္ခုဝိညာဉ်စိတ်ဖြစ်တာပါတဲ့ဖြစ်ပြီးတော့အဲ့မှာလက်တွေ့အနေနဲ့ဆက်ပြီးတော့ဘာဟောတော့ဆိုတိဏ္ဍသင်္ကတိဖတ်တော့တယ်အဲ့ဒီသုံးခုဆုံးပြီးခြင်းကြောင့်ဖတ်တာဆိုတာလာတယ်အာယုန်နဲ့စိတ်နဲ့ဆက်သွယ်သွားတယ်ဆက်သွယ်သွားသည့်အတွက်ကြောင့်ဖတ်တာပစ္စယဝေဒနာခံစားမှုတွေလာတယ်ခံစားမှုလာသည့်အတွက်ကြောင့်ဝေဒနာပစ္စယတဏှာလိုချင်တယ်ဆိုတာလာတယ်လိုချင်တာလာသည့်အတွက်ကြောင့်တဏှာပစ္စယဥပါဒနာဆွဲလန်းနိုင်ဆိုတာလာတယ်ဆွဲလန်းတာဖြစ်သောကြောင့်ဥပါဒနာပစ္စယဘဝဆိုပြီးတော့ဘဝယတ္တိရေးအတွက်ကံတရားတွေကိုလှုပ်လာတယ်ဘဝဆိုတာကံတရားကြောင့်ရလာတယ်ဟောဒီလိုဟောတာဟုတ်ကဲရပြီဘဝရလာရင်ဘာဖြစ်မလို့ဘဝပစ္စယဇာတိပဲစလာပြီစလာရင်ဘာဖြစ်ဇာတိပစ္စယစရာမရဏဒါကလုံးဝရှောင်လဲလို့မရတဲ့ပြဿနာပဲပေါ့ဒီဟာဇာတိပြီးရင်စရာမရဏဆိုချင်းတွေလာမယ်ဟာဧသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတာလာကြမလာမှာနော်လာကြမလာတတ္တဝါတိုင်းမှာလာတယ်လို့ပြောလို့မရဘူးလေဥပမာရဟန္တာဖြစ်သွားရင်ဘယ်လာတော့မှာတော့တောကဆိုတာလာသေးလားပရိဒေဝလည်းမလာတော့ဘူးဒုက္ခတော့လာတယ်ဒေါမနတမလာဘူးဥပါယတာမလာဘူးဟုတ်ကဲ့လားဇာတိပစ္စယဆိုတာမရဏပြီးတော့မှတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံဘောတိဟောဒီလိုဆိုရမယ်ပြိဿသမုပ္ပါဒါကြောင့်မို့လို့ဒီဓာတ်ဆက်ရှိပါကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဝတ္ထုနဲ့အာယုန်နဲ့တွဲဆက်သည့်အတွက်ကြောင့်စိတ်ဆိုတာပေါ်လာရတယ်ဆိုတာအသေးစိတ်ရှင်းပြတာအမှန်တမ်းထင်ရှားတဲ့ဒီအသေးစိတ်ဓာတ်ကိုဆင်ញင်ကြည့်လို့ရှိရင်ဒီသဘောတွေကိုမြင်နေရကိုယ်တဏ္ဍာမှာစိတ်တည်ဖြစ်နေတာကိုဒါနဲ့ဆင်ញင်ပြီးတော့ကြည့်ဒါနဲ့ဆင်ញင်ကြည့်မျက်စိနဲ့အစဉ်ဆုံးတဲ့စက္ခုဝိညာဉ်စိတ်ဖြစ်တယ်ပြီးတော့ဘာလာမလို့ဆိုရင်မနောဓာတ်နဲ့ဓမ္မဓာတ်နဲ့ဆုံတဲ့မနောဝိညာဏစိတ်ဖြစ်တယ်ဟောစက္ခုဒွါရမှာလည်းပဲအဲ့ဒီထီအောင်သွားရမယ်နှစ်ခုစီပေါင်းမယ်နော်မျက်စိနဲ့အစဉ်ဆုံတာနဲ့တပြိုင်နဲ့မနနဲ့ဓမ္မလည်းဆုံသွားတယ်လို့ဒီလိုပြောရစိတ်ကိုလာထိတာပေါ့နော်ဒါကြောင့်မလို့အာယုန်တွေကဆုံလို့ရှိရင်ဓိတုဓွာရီတုတဲ့ဓွာရနှစ်ခုမှပေါ်တယ်လို့ဒီလိုပြောမျက်စိမှမြင်တာနဲ့ဟုတ်လားဘဝင်ကမနဆိုတဲ့မနောဓာရမှာလည်းတခါတည်းထင်တယ်နားကအတန်ကြားလိုက်တာနဲ့မနဆိုတဲ့ဘဝင်မနမှာလည်းတွားပြီးတော့အတန်ကြားတယ်နှာခေါင်းကအနံ့ရလိုက်တာနဲ့ဟိုမှာလည်းတွားကြားအဲ့တော့အဲ့ဒီဟာတကယ်တော့တော်တော်လေးတော့ထူးဆန်းတယ်ပေါ့ဓိတုဓွာရီတုတွေဓွာရနှစ်ခုမှာအာယုံဟာထင်ရမယ်တဲ့အစဉ်အာယုံကလည်းဓွာရနှစ်ခုစက္ခုဓွာရနဲ့မနောဓွာရအတန်ကလည်းပဲသောတာဓွာရနဲ့မနောဓွာရအနံ့ကလည်းခန္ဓာဓွာရနဲ့မနောဓွာရလျှာကလည်းဇီဝဓွာရနဲ့မနောဓွာရကိုယ်ကလည်းကာယဓွာရနဲ့မနောဓွာရဒီလိုဆိုလိုတာပေါ့အဲ့ဒီလိုနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မှစိတ်ဆိုတာဖြစ်ပေါ်လာတယ်လို့ဒါမတ္တမသဘာဝယုတ်တိရှိတယ်ပေါ့မြတ်စွာဘုရားကကြည့်ဓာတ်ဆက်ရှိပါကိုဟောတဲ့အခါမှာစက္ခုဝိညာဉ်စိတ်ရဲ့အကြောင်းတရားအနေနဲ့စက္ခုပတာရနဲ့ရူပယုံဒီနှစ်ခုကိုအကြောင်းတရားအနေနဲ့မြတ်စွာဘုရားဟောလိုက်
ဒီနှစ်ခုတင်ဟောပြီးတော့ကျန်တာတွေကိုဘာလို့မဟောတာတော့လို့ကျန်တဲ့အကြောင်းတွေကဒီနှစ်ခုကမပါမရှိတဲ့အဓိကအကြောင်းတွေပဲကျန်တာတွေက condition တွေပေါ့အခြေအနေတွေကိုပြီးဘာလဲလို့ဆိုတော့အခြေအနေဆိုတာဒီစက္ကဝိညာဉ်စိတ်ဖြစ်ဖို့ရတဲ့ဒီနှစ်ခုတွေမကဘူးတဲ့ဘာလို့ဆိုလို့ရှိရင်မျက်စိရှိတယ်အဆင်းအာရုံရှိတယ်ဒီနှစ်ခုအပြင်ဘာလာရမလို့ဆိုလို့ရှိရင်ဒီနှစ်ခုကြားမှာအလင်းအောင်ဆိုတာလာရပြီးတော့နောက်နှလုံးသွင်းဆင်ခြင်မှုဆိုတာလာနှလုံးသွင်းမှုဆိုတာတော့တခြားပြောတာမဟုတ်ပါဘူးပင်စတ္တရဝိဇ္ဇာစိတ်ဖြစ်ပြီးမှစက္ကဝိညာဉ်စိတ်ကဖြစ်လို့ရတာကိုစက္ကဝိညာဉ်စိတ်ဖြစ်ဖို့ရာအတွက်မျက်စိရဲ့အဆင်းအာရုံရဲ့ဆုံရမယ်ဆုံမှုအတွက်အလင်းလိုအပ်တယ်နောက်ပြီးတော့နှလုံးသွင်းလိုအပ်တယ်၄ခုအဲ့ဒါကြောင့်မို့လေဒီဆရာတော်ကြီးကစက္ခာလောကရူပထင်ကြီးမနတိလေးလီစက္ခုကိုဆိုပြီးတော့နော်အစင်းအာယုံတစ်ခုကိုသိတဲ့ဟာတစ်ခုဟာ၄ခုစုံမှသိလို့ရတယ်လို့အကြောင်းကိုပြောတယ်သို့တော်မြတ်စွာဘုရားကဒီနှစ်ခုပဲဟောလိုက်တယ်အဓိကနှစ်ခုကိုပဲဟောတယ်နော်တခါတခါကျတော့အလင်းမပါဘဲနဲ့လေမြင်ကောင်းမြင်လိုက်မယ်စွမ်းတဲ့လူတွေကနော်အဲ့ဒါကြောင့်မို့လို့အလင်းဆိုတာအထောက်အကူသဘောလောက်ပဲထားတာမဟုတ်ထည့်မဟောတာလည်းဖြစ်ချင်းဖြစ်မယ်သို့မဟုတ်ဗราဏအကြောင်းနှစ်ခုကိုသာဟောပြီးတော့ကျန်တာတွေက understood ပေါ့နားလည်လောက်လို့မဟောတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒီအကြောင်းတရားကြောင့်အသိစိတ်ကလေးတွေပေါ်လာဖို့ဒီလိုထင်ထင်ရှင်းရှင်းကြီးမြတ်စွာဘုရားကဟောထားတယ်အဲ့ဒီထဲမှာထက်မှတ်ရမှာတော့အလင်းနဲ့နှလုံးသွင်းဆိုတာကိုထက်မှတ်အတန်ကြတော့အာဃာတဆိုတာလိုအပ်တယ်ပေါ့အကြာဒါကြောင့်မို့သောတာကာတတတ္တထင်ပြီးမနတိလေးလီသောတာဖို့ဒီနှလုံးသွင်းရတော့အလုံးအတွက်ပါမယ်အဲ့ဒါသောတာကြတော့နားပိတ်နေကြရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့အကြာအပေါက်ဒီအာဃာတဆိုတာရှိရမယ်ပေါ့နှာခေါင်းကြတဲ့အခါကျတော့လေရဲ့အကူအညီရရတယ်လေကမှဒီအနံ့ကိုတည်ဆောင်လာတာလေပန္တရင်လေညင်းဆောင်ဆိုတာလို့ပေါ့လေကနေပြီးတဲလာပြီးနှာခေါင်းထဲပို့တဲ့အခါမှာအနံ့ဆိုတာရတာလေအဲ့ဒါကြောင့်မို့လို့ခန္ဓာကြတော့ခန္ဓာဝါဒခန္ဓာထင်ကြီးမနတိလေးလီခန္ဓာကိုလို့ဆိုပြီးအနံ့ထင်မို့ရအတွက်လေလိုအပ်တယ်ပေါ့တခါလျာကြတော့သူကချုပ်ချုပ်ကက်ကက်ကြီးဆိုရင်အရသာမပေါ်ဘူးဒါကြောင့်မလို့သွေးလေးနဲ့သူကဆွတ်ပေးလိုက်တာအရေးပျော်သွားတဲ့အခါမှာသူကအရသာပေါ်တာဟုတ်အဲ့ဒါကြောင့်မလို့အာဘောလိုအပ်တယ်တဲ့အာပနဲ့မနတိနှစ်ခုထပ်ထည့်တဲ့အခါကျတော့ရတ္တပေါ်လာအဲ့တို့တူပဲကာယကြတော့သူကဘာလို့ဆိုပထဝီနော်ပထဝီအမာအတဝုံခဲရှိဖို့လိုတယ်ပေါ့ပထဝီရဲ့နှလုံးသွင်းရဲ့နှစ်ခုထည့်လိုက်တဲ့အခါကျတော့၄မျိုးဖြစ်တယ်ပေါ့တခါအသိစိတ်နဲ့ကြတော့သူကဘဝင်ကမနရဲ့ဓမ္မရဲ့မနတိကာရရဲ့သူကြတော့၃ခုတည်းတယ်အဲ့ဒီ၃ခုနဲ့အကြောင်း၃ခုဆုံးလိုက်တဲ့အခါကျတော့မနောဝိညာဉ်စိတ်ဖြစ်တယ်လို့ဟောတယ်လို့စိတ်ဖြစ်ပုံလေးတွေကိုမြတ်စွာဘုရားမှာဓာတ်18ပါးမှာအသေးစိတ်ခေါ်တာဖြစ်တော့ကြောင့်အဲ့ဒီဓာတ်18ပါးနဲ့ဘုန်းကြီးတို့တွေဟာဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ကိုယ်ကြည့်မယ်ဆိုလို့ရှိရင်တတ္တဝါဆိုတဲ့အထင်ကြီးဟာလည်းပျောက်သွားနိုင်တယ်ဇီဝဆိုတဲ့မှားယွင်းတဲ့အထင်ကြီးဟာလည်းပျောက်သွားနိုင်တယ်ဒါကြောင့်တတ္တဆိုတဲ့အထင်ဇီဝဆိုတဲ့အထင်ပျောက်သွားအောင်ဟောဒီဓာတ်18ပါးကိုဆင်ញင်သုံးသပ်ပြီးတော့မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဓာတ်18ပါးရဲ့သဘာဝတရားတွေကိုဆင်ញင်သုံးသပ်ခြင်းဖြင့်တဏှာမှာရှိကြစွာကနေမှားလာတဲ့ဇီဝတင်ညာအသက်ဆိုတဲ့အတွေ့အကြုံအမှတ်ထင်မှုကြီးတတ္တတင်ညာတတ္တဝါဆိုတဲ့အထင်မှတ်မှားမှုကြီးဟာပျောက်ကင်းသွားနိုင်တယ်လို့အဲ့ဒါမပျောက်မချင်းဘုန်းကြီးတို့တွေမှာတဏှာဆိုတာဖယ်လို့မရဘူးဒေါသဆိုတာဖယ်လို့မရဘူးလောဘဆိုမောဟဆိုတာဖယ်လို့မရဘူးတတ္တတင်ညာဇီဝတင်ညာဆိုတာဖယ်ရှားလိုက်နိုင်တဲ့အခါမှာတွေ့တာမှုတွေအားလုံးဖယ်ရှားနိုင်မှာဖြစ်တယ်တွေ့တာမှုတွေအားလုံးဖယ်ရှားနိုင်ပါလားလဲတဏှာကိုဆင်းရဲကလွတ်ကင်းပြီးတော့ဒုက္ခတွေအဆုံးသတ်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ဓာတ်18ပါးကိုအလေးနဲ့ဆင်ញင်စဉ်းစားပြီးတရားဓမ္မကိုသိမြင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း